2026 ခုနှစ်ကျွန်တော်တို့ဝင်ရတဲ့အခွင့်ဖျားပေးတဲ့အခါမှာတီချာတာကတော့ကြီးမားသောဖျားရည်ရွယ်ချက်ရှိလို့ဒီနေ့ကျွန်တော်ဝင်ခွင့်ဖျားပေးတာဖြစ်ပါတယ်ဖျားရှင်နာမတော်ဘုန်းကြီးပါစေကြီးမားသောဖျားအကျင့်စီရှိတယ်ဟာလေလုယာကြီးမားသောဖျားရဲ့အကျင့်စီရှိတယ်ကြီးမားသောဖျားသခင်ရဲ့ပို့ဆောင်ခြင်းတွေဒီနေ့ကျွန်တော်ရဖို့ရန်အတွက်ဖျားကပို့ဆောင်တာဖြစ်ပါတယ်နောက်တစ်ခေါက်ပြီးမှထိုင်တော်သူတစ်ချက်လောက်ပြောလိုက်အောင်ဒီတိုင်းပြောပါဖခင်ရဲ့ကြီးမားသောကြံစီကဒီနှစ်ထဲမှာရှိနေတယ်လို့ထပ်ပြီးပြောရအောင်ဟာလေလုယာအဲ့တော့ဖခင်ကြီးဆိုတော့ထိုပဲချီးမွမ်းတယ်2026ခုနှစ်ဖခင်ပို့ဆောင်တဲ့အခါမှာလူအနေနဲ့ကြည့်မယ်ဆိုရင်တော့တစ်နှစ်ပြီးတစ်နှစ်เนาะကျွန်တော်တို့ကုံဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်အသက်အရွယ်အားဖြင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အားလုံးကတစ်နှစ်ပြီးတစ်နှစ်အသက်အရွယ်ကြီးရင်လာတာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်ယုံကြည်သူများအတွက်ကတော့သခင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့နှစ်ဖိုးတွေ့ဒိုးတွေ့ဆုံမဲ့အချိန်တာ၍နီးကပ်လာတာပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ယုံကြည်သူများအတွက်မျှော်လင့်ရတဲ့ကျွန်တော်မျှော်လင့်ချက်တာ၍နီးကပ်လာတာဖြစ်တယ်ကျွန်တော်တာ၍စိတ်လှုပ်ရှားမဲ့အချိန်နီးလာတာဖြစ်တယ်တာ၍ရင်ခုန်ရတာဖြစ်ပါတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်နှစ်ဒီကုန်တဲ့အခါမှာကျွန်တော်တို့ကနော်တဖြည်းဖြည်းအသက်ကြီးလာလို့အိုမင်းမစွမ်းဖြစ်လာလို့ဝမ်းနေပြီးဘာလုပ်ရမလဲဘယ်လိုလုပ်ကြမလဲဘယ်လိုနော်ရှိစေရမလဲဆိုပြီးပူပန်ဖို့ဘုရားကတင်တဲ့ကျွန်ုပ်ကိုနော်ဒီနှစ်တစ်တွေကိုကြိုးဆူခိုင်းတာမဟုတ်ဘဲနဲ့ဒီနေ့သူ့ရဲ့အကြံစီထဲမှာတင်တဲ့ကျွန်ုပ်ကိုအတစ်သောအရာကိုပို့ဆောင်ပြီးမှသူ့ရဲ့အကြံစီအတစ်သောအကြံစီတွေကိုတင်တဲ့ကျွန်ုပ်ခံစားဖို့ရအတွက်ဒီနေ့ကျွန်တော်နှစ်တစ်ထဲကိုခေါ်ဆောင်ရုံသာမကသူနဲ့တစကျွန်တော်တို့နော်စုံတွေ့ဖို့ရန်အတွက်နေစီသောဖျားရှင်ဖြစ်ပါတယ်ဒါကျွန်တော်ယုံကြည်သူတိုင်းရဲ့အထူးမျှော်လင့်ရတဲ့အရာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ခုနှစ်တကရက်တဖြည်းဖြည်းကုံဆုံးခြင်းသည်တင်နဲ့ကျွန်တော်တို့အမင်္ဂလာမဟုတ်ဘဲနဲ့မင်္ဂလာဖြစ်ပါတယ်အာမင်နှစ်တစ်သည်မင်္ဂလာဖြစ်ပါတယ်လို့မြေမှာထိုင်တော့တစ်ချက်လောက်ပြန်ပြောစီခြင်းနဲ့နှစ်တစ်သည်မင်္ဂလာဖြစ်ပါတယ်လို့ပြောရအောင်ဒါကြောင့်ဒီနှစ်တစ်ထဲမှာအလိုမင်္ဂလာရှိတဲ့နှစ်တစ်ထဲမှာကျွန်တော်ဖြတ်တန်းတဲ့အခါမှာဖရာသခင်ကတင်တဲ့ကျွန်ုပ်ကိုဗျာဒိတ်မရှိဘဲဖြတ်တန်းတော်သူမဖြစ်စေခြင်းဘူးယူပါယုံမရှိဘဲဖြတ်တန်းတော်သူမဖြစ်စေခြင်းဘူးဒါကြောင့်ဒီနေ့ကျွန်တော်ဝင်ငှခြင်းတဲ့ခေါင်းစဉ်ကတော့ဗျာဒိတ်တော်မရှိလင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဝင်ငှခြင်းနဲ့အရင်အဆုံးအခြေပြုကျမ်းပိုက်ကိုကျွန်တော်ဖတ်ရအောင်တုတ်တန်ခန်းကြီး29ပိုင်းငယ်18ဖြစ်ပါတယ်သူတို့ကဖတ်ကြပါစို့ဗျာဒိတ်တော်မရှိလျင်လူတို့သည်အကျိုးနဲ့ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ၏နှုတ်ပတ်တော်အားဖြင့်ဘုရားသခင်ကောင်းချီးပေးပါစေခရစ်တော်နဲ့တွေ့ဖို့ကျွန်တော်နေလာတဲ့အချိန်မှာခရစ်တော်နဲ့တွေ့မဲ့အချိန်နေလာလေကျွန်တော်တို့ကယူပါယုံမရှိလမ်းပြောက်နော်ကျွန်တော်လမ်းစပြောက်နေတော်သူဦးတီယာမဲ့တော်သူဘုရားမဖြစ်စေချင်ဘူးဟာလေလုယာကျွန်တော်တို့ကိုဘုရားကအတိတ်ပဲရှိစွာနဲ့2026ကိုဖြတ်တန်းစီလိုသောဘုရားရှင်ဖြစ်ပါတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေအဲ့ဒီအတိတ်ပဲရှိခြင်းကတော့ဘာလဲဆိုတော့ဗျာဒိတ်နော်တော့ရတော်သူဖြစ်ဖို့ဖြစ်တယ်ဟာလေလုယာဗျာဒိတ်တော်ရခြင်းဗျာဒိတ်တော်ရှိတော်သူဖြစ်ဖို့ဘုရားကအထူးအလိုရှိတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမ်းစာကဘာပြောလဲဗျာဒိတ်တော်မရှိရင်လူတို့သည်အကျိုးနဲ့ဖြစ်ကြ၏ဒီနေ့ဗျာဒိတ်တော်မရှိရင်ကျွန်တော်2026အကျိုးနဲ့ရလိမ့်မယ်။ဗျာဒိတ်တော်မရှိရင်ယေရှုနဲ့ကျွန်တော်တွေ့ဆုံဖို့ရန်အတွက်ဖြစ်ပေမဲ့အကျိုးရတဲ့လောက်မရပဲအကျိုးနည်းနိုင်စရာတွေရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့တင်နဲ့ကျွန်တော်တို့အရေးကြီးတာဘာရဖို့လဲဗျာဒိတ်တော်ရဖို့အားလုံးပြောအောင်ဘာရဖို့လဲဗျာဒိတ်တော်ရဖို့ဒါလို့ရှင်ဗျာဒိတ်တော်ရှိတော်သူဖြစ်ဖို့အင်မတန်ရေးကြည့်တယ်နော်နေ့ရက်ကာလထဲမှာကျွန်တော်တို့ရောက်ရှိနေတယ်ခုနလည်းကျွန်တော်ပြောကြသလိုနော်ကျွန်တော်နှစ်တစ်ကိုတော့ကဘုရားခေါ်တော်မူခြင်းခါတဲ့အိုးဘိုထွေးဆိုလို့ရှင်
သူရဲ့အနေနဲ့နော်ဖယားကအစင်သစ်ဖြစ်တဲ့အခါမှာကျူတင်တတိပေးတာပြောထားတာမရှိပြီမဲ့ရုတ်တရက်ခေါ်သွားတာဖြစ်တယ်အဲ့တော့လူအနေနဲ့ကျွန်တော်တို့နေ့ရက်ကာလကကျွန်တော်လက်ထဲမှာမရှိဘူးဖယားလက်ထဲမှာဖြစ်တယ်ဒါကြောင့်ဒီနေ့တင်နဲ့ကျွန်တော်အသက်ရှင်တဲ့အချိန်ဟာတန်ဖိုးရှိဆိုအသက်ရှင်ဖို့ဖယားလို့ရှိတယ်ဟာလေလုယာဖယားခေါ်ချိန်တော့အချိန်တန်ခေါ်သွားမှာပဲဘယ်လိုခေါ်မယ်ဆိုတာကကျွန်တော်ကြူမသိတာပဲရှိမယ်ဖယားကတော့သူ့အချိန်ရောက်ရင်အသက်ကြီးတာငယ်တာမရွေးဘူးခေါ်မှာပဲဒါပေမဲ့အရေးကြီးတာကမခေါ်သေးခင်ဒါကတန်ဖိုးရှိသောအချိန်ကိုဖယားပြင်ဆင်ပေးတယ်ဟာလေလုယာဒါကြောင့်တင်တဲ့ကျွန်တော်အမှုမဲ့အမှတ်မဲ့အသက်ရှင်သောခရိယန်ယုံကြည်သူဖယားမဖြစ်စေချင်ဘူး။အိုတရားမဲ့သောယုံကြည်သူဖယားမဖြစ်စေချင်ဘူး။ကျွန်တော်တို့ပန်းတိုင်ပျောက်နေတဲ့ယုံကြည်သူမဖြစ်စေချင်ဘူး။ယူပါယုံမရှိတဲ့ယုံကြည်သူမဖြစ်စေချင်ဘူး။ယူပါယုံရှိသောဗျာဒိတ်တော်ကိုရသောယုံကြည်သူဖြစ်ဖို့ဖယားကတင်တဲ့ကျွန်တော်အလိုရှိတာဖြစ်တယ်။ဒါကြောင့်2026ကျွန်တော်ဝင်လာတဲ့တပြိုင်နက်တည်းနဲ့ဝိညာဉ်တော်ကတင်တဲ့ကျွန်တော်တို့စကားပြောလို့တော့အရာကတော့ဗျာဒိတ်တော်မရှိပဲအသက်မရှိဘူးဖြစ်ပါတယ်ဟာလေလုယာဗျာဒိတ်တော်မရှိပဲနေ့ရက်ကာလတွေမဖြတ်တန်းဘူးဖြစ်ပါတယ်ဗျာဒိတ်တော်မရလိုက်ပဲနဲ့တစ်နှစ်ထပ်ပြီးမကုန်စေဖို့ဖြစ်ပါတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်မလို့ဒီဗျာဒိတ်တော်ဆိုတာဒါဆိုရင်ဗျာဒိတ်တော်လို့ပြောတဲ့အရာဘာကိုဆိုလို့တလဲဗျာဒိတ်တော်ဆိုတာကအင်္ဂလိပ်လိုကတော့နော်ကျွန်တော် revelation လို့လည်းခေါ်တယ် revelation ဆိုတာဖွင့်ပြခြင်းပေါ့ပြင်အင်္ဂလိပ်ကျမ်းစာထဲမှာဘာပြောသလဲဆိုလို့ရှိရင်တော့ဒါကဖယားသခင်ရဲ့နော်ပေးတဲ့ယူပါယုံ prophetic vision ဖြစ်တယ်တဲ့ prophetic vision ယူ vision မဟုတ်ဘူး vision ဆိုတာကတော့ကျွန်တော်ယူပါယုံနော်ယူပါယုံဖြစ်တယ်ယူပါယုံဆိုတာကရည်မှန်းချက်လို့လည်းခေါ်လို့ရတယ်ရည်မှန်းချက်ဆိုတာကတော့တင်တဲ့ကျွန်တော်နော်တာမန်အနေနဲ့လည်းရည်မှန်းချက်တစ်ခုခုဆိုတာကျွန်တော်ထားလို့ရတယ်နော်လှုပ်လို့ရတယ်နော်ကျွန်တော်လှုပ်ယူလို့ရတယ်ဒါပေမဲ့ဒီကျမ်းစာပြောတဲ့အရာကတော့ကျွန်တော်တို့မှာလှုပ်လို့ရတဲ့ယူပါယုံတစ်ခုခုရည်မှန်းချက်တစ်ခုခုဖြစ်ချင်တဲ့အရာတစ်ခုခုပြောတာမဟုတ်ဘဲနဲ့ prophetic vision နော်ဖယားသခင်စီကလာတော့ဖွင့်ပြချက်အားဖြင့်ရတဲ့ရည်မှန်းချက်ဟာလေလုယာဖယားသခင်ကနေတင်းအတွက်ကျွန်တော်အတွက်ရောက်စီလူသောပန်းတိုင်ဖယားကတင်းနဲ့ကျွန်ုပ်ကိုနော်ဖြစ်စီလိုတဲ့နော်အလုတ်နော်ဒါလို့ရှိရင်ပန်းတိုင်လမ်းကြောင်းကိုရတော်သူဖြစ်ဖို့ဖျားလို့ရှိတယ်ဖျားရှင်နာမတော်ဘုန်းကြီးပါစေနော်တယောက်နဲ့တယောက်ထပ်ပြောရအောင်ကိုဟာနဲ့ကိုရတဲ့ယူပါယုံမဟုတ်ဖျားပြီးတဲ့ယူပါယုံပြောတာလို့ပြောရအောင်ဟာလေလုယာဒါကြောင့်ဗျာဒိတ်တော်လို့ပြောလိုက်တာနဲ့တပြိုင်တည်းထဲတာကိုယ့်ရဲ့နော်လောကမှာလူတွေကလည်းသူတို့စိတ်ကူးနဲ့သူတို့ဖြစ်ချင်တာတွေရှိကြတယ်ရှိတော့ငါဒီတစ်နှစ်တည်းမှာတော့ဘယ်လောက်ဖြစ်မယ်နော်စီးပွားရေးဆိုဘယ်လိုအောင်မြင်မယ်လုပ်ငန်းဆိုဘယ်လိုလုပ်ငန်းမျိုးရချင်တယ်ဒါလို့ရှင်ဒီနှစ်ထဲမှာအိမ်ထောင်ပြုတ်ချင်တယ်မဆိုင်ဒါလို့ရှင်ဒီနှစ်ထဲမှာသားသမီးနော်ရမယ်ဒီနှစ်ထဲမှာတော့ကျွန်တော်အလုပ်ငန်းပြောင်းမယ်မျိုးစုံကျွန်တော်တို့ကလူအကြံစီနဲ့နော်ရှိနိုင်ပါတယ်ဒါပေမဲ့ဒီကနေ့တင်တဲ့ကျွန်ုပ်ဒီလောကီထဲကနေဖယားကလောကထဲကနေရွေးနှုတ်ချင်းခံသောဖယားသားသမီးတွေဖြစ်တယ်ဟာလေလုယာမောင်မိုက်ထဲကနေအလင်းတော်သို့ခေါ်သွင်းတော်မူသောနော်ဖယားသခင်ခေါ်သွင်းခြင်းခံရတဲ့ရွေးချယ်ခြင်းခံရတဲ့အမျိုးတွေယေဘရဟိအမျိုးမင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးပိုင်ထိုက်သောပေါင်းသင်းတွေဖြစ်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်တင်တဲ့ကျွန်ုပ်ဒီနော်မောင်မိုက်ထဲကနေအလင်းကိုခေါ်သောဖယားကတီးချခေါ်တာဖြစ်သောကြောင့်တင်ဖြစ်ချင်တဲ့အရာအတွက်အသက်ရှင်ဖို့ခေါ်တာမဟုတ်ဘူးသူဖြစ်စီချင်တဲ့အရာအတွက်တင့်ကိုရွေးကောက်တယ်ကျွန်တော်ရွေးကောက်သောဘုရားဖြစ်တယ်ဘုရားရှင်လက်ခုပ်တီးချီးမွမ်းဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့ဗျာဒိတ်တော်လို့ပြောလိုက်တာနဲ့တပြိုင်နက်တည်းဖယားဖွင့်ပြတဲ့ယူပါယုံဖယားကတင်နဲ့ကျွန်ုပ်ကိုရောက်စီလူသောပန်းတိုင်ကိုပြောတာဖြစ်ပြီးမှဒီပန်းတိုင်မှာပထမအနေနဲ့တသက်စာပန်းတိုင်လို့လည်းကျွန်တော်ပြောလို့ရတယ်လူတယောက်တိုင်းမှာကျွန်တော်ယုံကြည်သူတဦးချင်းစီတိုင်းမှာဖယားက
တသက်စာနော်ကျွန်တော်ရောက်စီလို့တော့ပန်းနိုင်ကိုပေးထားတယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာကျွန်တော်တို့ဂျွန်နဲ့သခင်ဥပမာခရစ်တော်ပြောတဲ့အခါမှာနော်သခင်ကနေဂျွန်ကိုနော်သူ့ရဲ့ဒီအစီခံဂျွန်ကိုသူ့ရဲ့နော်လှုပ်ဆောင်နိုင်တဲ့ပမာဏအလျောက်တယောက်တော့သူအခွက်50တယောက်တော့သူအခွက်20တယောက်တော့သူအခွက်30အပ်တယ်ဆိုတော့ဒီနေ့ဖယားကတင်တဲ့ရွေးကောက်တဲ့အခါမှာအခွက်သာတူချင်မှတူမယ်သို့တော့တီချာတာကတော့အတီးတီးအထာပိတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအခွက်ဆိုတာကတမျိုးပြောမယ်ဆိုရင်တင်ရောက်ရမယ်ပန်းတိုင်ဖြစ်ပါတယ်အဲ့ဒီပန်းတိုင်ကိုရောက်ဖို့ရန်အတွက်ဖယားကအဲ့ဒီပန်းတိုင်နဲ့အတူစုကျေးဇူးကိုလည်းပေးထားတယ်စုကျေးဇူးဆိုတာကတော့ကျွန်တော်တို့ဝိညာဉ်တော်အဖြစ်ပေးထားတဲ့နော်ဦးကောင်းတည်းသောခရစ်တော်ကိုတည်ဆောက်ဖို့ရန်အတွက်ပေးထားတဲ့စုကျေးဇူးဖြစ်တယ်ဒီနေ့တင့်ကိုဖယားစုကျေးဇူးကိုတင်အသုံးပြုလာပြီဆိုရင်အဲ့ဒီထဲမှာကောင်းချီးရှိတယ်အဲ့ဒီထဲမှာချီးမြှောက်ခြင်းရှိတယ်အဲ့ဒီထဲမှာနောက်တစ်ဆင့်ဖယားပြင်ဆင်ပေးတဲ့ကောင်းချီးမင်္ဂလာဆိုတဲ့နှစ်သက်မင်္ဂလာနဲ့ထပ်တူသောမင်္ဂလာအဲ့ဒီစုကျေးဇူးအထဲမှာဖယားကညှို့နှံပေးထားတာဖြစ်ပါတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်ကျွန်တော်တို့အားလုံးဖယားကပြေးရမယ့်ပန်းတိုင်ကိုလည်းပြင်ဆင်ထားသလိုလှုပ်ဆောင်ရမယ့်စုကျေးဇူးအသေးသေးလည်းပေးထားပေးတာဖြစ်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒီနာမှာထိုင်တော်သူတစ်ချက်လောက်ပြောရအောင်ဖယားကတင့်အတွက်ပန်းတိုင်ချထားပြီးပြီလို့ပြောရအောင်တင့်ကိုလည်းစုကျေးဇူးပေးထားပြီးပြီလို့ပြောရအောင်အဲ့တော့ထိုစုကျေးဇူးနဲ့ပန်းတိုင်အတွက်နော်ဥမာယောသဆိုလို့ရှိရင်တော့ဖယားကသူ့ကိုအိမ်မက်ယူပါယုံပေးတဲ့အခါမှာနော်ဘယင်ခံချုပ်ဖြစ်ဖို့ရန်အတွက်ဖယားကအိမ်မက်ယူပါယုံပေးတယ်အဲ့ဒီအိမ်မက်ယူပါယုံသူရတဲ့အခါမှာအဲ့ဒီအိမ်မက်ယူပါယုံပြည့်စုံဖို့ရန်အတွက်သူနေ့ရက်တိုင်းဖယားတကယ်အလိုတော်နဲ့အသက်ရှင်သွားတာဖြစ်တယ်ဟာလေလုယာအဲ့တော့ယောသကအမှုတော်ဆောင်လည်းမဟုတ်ပါဘူးနော်သူကအချိန်ပြည့်လည်းမဟုတ်အချိန်ပိုင်းလည်းမဟုတ်ဒါပေမဲ့သူဒီဖယားပေးသောယူပါယုံရတော်သူဖြစ်တယ်ဖယားဖွင့်ပြချက်ကိုရတော်သူဖြစ်တယ်ဒီနေ့တင်နဲ့ကျွန်တော်အမှုတော်ဆောင်ဖြစ်မှယူပါယုံရှိရတာမဟုတ်ဘူးယုံကြည်သူမှန်ရင်ယူပါယုံဖယားပေးတာဖြစ်တယ်ဟာလေလုယာယုံကြည်သူမှန်ရင်ဗျာဒိတ်ကိုမပေးဘဲနဲ့ဖယားကတင်နဲ့ကျွန်တော်တက်တာကိုမလျှောက်လှမ်းစီတော့ဖယားရှင်ဖြစ်ပါတယ်ဖယားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်ဗျာဒိတ်တော်လို့ပြောလိုက်တာနဲ့တပြိုင်တည်းထဲကျွန်တော်တို့တသက်စာအတွက်ဒီနေ့ယုံကြည်သူအားလုံးအတွက်ကျွန်တော်ရဲ့ဗျာဒိတ်ကဘာလဲဆိုတော့အဆုံးထိကျွန်တော်ခရစ်တော်နောက်လိုက်ဖို့ဖြစ်တယ်ဟာလေလုယာခရစ်တော်နောက်လိုက်ဖို့ဖြစ်တယ်ဒါပေမဲ့ခရစ်တော်နောက်လိုက်ရင်းနဲ့ဘယ်ကန္တာနေလိုက်မလဲစီးပွားရေးသမားအနေနဲ့လိုက်မလားဒါမှမဟုတ်ရှင် musician အနေနဲ့လိုက်မလားဒါမှမဟုတ်ရှင်ပညာရေးအနေနဲ့လိုက်မလားဒါမှမဟုတ်ရှင်သင်ကဘယ်ကန္တာကနေလိုက်မယ်ဆိုတာရှိပါတယ်ဒါပေမဲ့အချိန်ပြည့်မှုတော်ဆောင်နေလိုက်မလားလိုက်ရမယ့်ကာဏအတီးတီးရှိမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်အားလုံးရဲ့အဆုံးစွန်ပန်းတိုင်ကတော့ခရစ်တော်နောက်လိုက်တပည့်အဆုံးထိဖြစ်ဖို့ဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဘုရားရှင်ကောင်းချီးပေးပါစေဒါကြောင့်ယုံကြည်သူမှန်ရင်ခရစ်တော်နောက်လိုက်ဖို့ဘုရားကတင်းနဲ့ကြွရွေးကောက်ထားတယ်ဒါကြောင့်ကျွန်တော်အားလုံးရဲ့အဓိကအဆုံးစွန်သောပန်းတိုင်ကတော့ခရစ်တော်နောက်လိုက်ဖို့ဖြစ်တယ်ဒါပေမဲ့လက်ရမယ့်ကာန္တကတော့တယောက်နဲ့တယောက်တော့တူမာတော့မဟုတ်ဘူးအဲ့ဒါကစုကျေးဇူးအတီးတီးတော့ကွဲပြားမှာဖြစ်တယ်စုကျေးဇူးကွဲပြားတဲ့အလျောက်ကျွန်တော်ပြီးဆုံးရမယ့်ပမာဏလည်းမတူပါဘူးဒါပေမဲ့တီချာပေါက်ဖခင်ကတင်းနဲ့ကျွန်တော်တို့ပြင်ဆင်ပေးထားတယ်ဒေါက်တာမိုင်းစ်မွန်ဒရူကဘာပြောလဲဆိုတော့သူကတကယ်နော်စင်ရတဲ့ Nigerian နော် Nigerianဖြစ်တယ်သူကိုယ်တိုင်အယံစင်ရတဲ့ဘဝကနေပြီးမှငယ်ရွယ်သောချိန်ကနေစခရစ်တော်ကိုရတော်သူဖြစ်တယ်အယံစင်ရလုံးလို့သူ့အကူနဲ့သူနဲ့ကြောင်းတက်တဲ့အခါမှာကြောင်းစိမ့်ပုံစံမျိုးပေါ့နော်သူတို့ဘောင်းဘီပေါ့ဘောင်းဘီတူလေးကိုတောင်မှတယောက်တလဲစီလဲပြီးမှတလဲစီကြောင်းတက်ရတဲ့သူဖြစ်တယ်အဲ့လောက်ထိခက်ခဲခဲ့တယ်ဒါပေမဲ့သူကဘာကိုတွေးရှိသွားလဲဆိုကဘာဦးကျန်ခန်းချစ်တဲ့ပိုက်ငယ်26ကနေ28မှာဖယားသခင်လူကိုဖန်ဆင်းတဲ့အခါမှာဘာပြောလဲဆိုတင်းတို့များပြားစွာမွေးဖွားကြလော့မိကြီးကိုပြည့်စည်၍နိုင်ကြလော့လို့ပြောတဲ့အခါမှာတဲ့ဖယားသခင်ကတင်းနဲ့ကျွန်တော်အထဲမှာများပြားစွာမွေးဖွားနိုင်မဲ့ပွားများနိုင်မဲ့မျိုးစိထည့်ထားပြီးပြီဟာလေလုယာ
အဲ့ဒီ music ဆိုတဲ့ຢာခုနကျွန်တော်တို့ပြောတယ်ကျွန်တော်ပန်းတိုင်တော်၎င်းပြီးရင်ကျွန်တော်စုကျေးဇူးကူတော်၎င်းဖခင်ကထည့်ထားပေးတာဖြစ်တဲ့ကြောင့်အဲ့ဒီလိုပွားများဖို့ရန်အတွက်ဖခင်ကအမိန့်ပေးတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိသောယုံကြည်သူအားလုံးသည်ပွားများနိုင်သောယုံကြည်သူများဖြစ်တယ်ဖခင်နာမတော်ဘုန်းကြီးပါစေတင်းနဲ့ကျွန်တော်ဖခင်ကပြန်လဲရွေးနှုတ်ကယ်တင်ခြင်းသည်ဒီနေ့ဖခင်ကတင်းနဲ့ကျွန်တော်အထဲမှာထည့်ထားပေးတဲ့ music ကိုအမှန်တကယ်ဖခင်သခင်အလိုတော်နဲ့ညီအဲ့ဒီဖခင်ပြတဲ့ယူပါယုံလမ်းကြောင်းအထဲမှာအကောင်ထဲပေါ်ဖို့သားတော်ယေရှုရဲ့အသက်ကိုပေးပြီးအသွေးတော်အပြင်ပြန်လဲရွေးနှုတ်ကယ်တင်သောဖခင်ရှင်နာမတော်ဘုန်းကြီးပါစေဒီနဲ့ကျွန်တော်ဖခင်ရွေးနှုတ်ကယ်တင်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ဖခင်ပေးတဲ့အထဲမှာဖခင်ပေးထားတဲ့ကျွန်တော်တို့မျိုးစိကိုပွားစီဖို့ဖြစ်တယ်ဒါကြောင့်ဒီအသင်းတော်မှာသင်ပါဝင်ခြင်းသည်လဲအဲ့ဒီမျိုးစိကိုပွားစီဖို့ရန်အတွက်ဒီနေရာမှာဖခင်ကအတူတကွလက်တွဲပြီးမှအစီခံမဲ့နေရာကိုဖခင်ပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာပွားများဖို့ဆိုတာကဘာမှမလုပ်ဘဲနဲ့ပွားလို့မရဘူးတီချာပေါက်ကျွန်တော်တို့ခြေကိုခြေလမ်းရမယ်လုပ်ကိုလုပ်ရမှာဖြစ်တယ်။အော်ကျွန်တော်တို့အခက်ခဲဖြစ်မှာဆိုလို့နော်ကျွန်တော်တို့ဘယ်သူနဲ့မှနော်ပြဿနာမဖြစ်ချင်ဘူးဆိုပြီးမှထိုင်နေလို့ကတော့တင်းရဲ့စုကျေးဇူးကတော့ပွားများမှာမဟုတ်။တင်းစုကျေးဇူးပွားများဖို့ရန်အတွက်ကလည်းတင်းကိုယ်တိုင်ကခြေလမ်းရမှာဖြစ်တယ်။ခြေလမ်းတဲ့အခါမှာလည်းတင်းကဘာစုကျေးဇူးရှိတယ်ဆိုတင်းသိမှရမယ်။ဟာလေလုယာ။ဒီနေ့ယုံကြည်သူများဆိုကကျွန်တော်ဦးတရားမဲ့နော်ကျွန်တော်ခြေလမ်းနေပြီမဲ့ကျွန်တော်တကယ်ကိုလောက်ရမယ့်အလောက်ကဒီအရာလားဒီအရာမဟုတ်ဘူးလားဆိုတာတီချာမသိဘူးဖြစ်နေတယ်ဒါပေမဲ့ဖယားသခင်ကတော့အဲ့ဒီအရာကိုသိဖို့လိုအပ်တယ်ဒါကိုမသိရင်ဗျာဒိတ်တော့မရှိလင်လူတို့သည်အကျိုးနဲ့ဖြစ်ကြ၏ဒီနေ့သိရမယ့်အချိန်တန်ပြီဟာလေလုယာဟာလေလုယာဖျားရှင်လက်ကုပ်တီးချီးမွမ်းဟာလေလုယာသင်ဖယားကဘာယူပါယုံပေးတယ်လဲဘာစုကျေးဇူးပေးတယ်လဲဘာ music သင်ထဲမှာထည့်ပေးတယ်လဲဆိုတာသိရမယ့်အချိန်တန်ပြီဟာလေလုယာသိမှလည်းဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချိန်မှာနော်ကျွန်တော်တို့ဗျာဒိတ်တော်ကိုရတော်သူဖြစ်ဖို့လိုအပ်တယ်ဗျာဒိတ်တော်မရှိရင်လူတို့တွေအကျိုးနဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်လောကမှာပင်လင်နော်ဟိုရောက်ဒီရောက်ပန်းတိုင်မရောက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လောကမှာပင်လင်ကျွန်တော်အတီတကြနော်တိရောက်မရှိဘူးလောကမှာပင်လင်ရတဲ့ကောင်းချီးလည်းမရဘူးချင်းမြောက်ချင်းရတဲ့တော့လည်းမရဘူးလောကမှာပင်လင်အဆုံးထိမတွားနိုင်ဘူးထိုနေ့လည်းကောင်းပဲအကျိုးနဲတယ်ဆိုတာကထာဝရကာလအတွက်လည်းအကျိုးမရဘူးလောကမှာလည်းအကျိုးနဲတယ်ထာဝရအတွက်လည်းအကျိုးနဲတယ်ဆိုရင်ကြီးမားသောဆုံးရှုံးခြင်းဖြစ်တဲ့အတွက်ကြောင့်2026ဒီအထူးသဖြင့်တင်နဲ့ကျွန်တော်ဗျာဒိတ်တော်မရှိလို့မဖြစ်တဲ့နှစ်ဖြစ်ပါတယ်ဖျားရှင်နာမတော်ဘုန်းကြီးပါစေဗျာဒိတ်တော်မရလိုက်ဘဲနဲ့2026ကိုကျွန်တော်ကုံလွန်စီဖို့တော့ဘယ်လို့မှမဖြစ်နိုင်တော့တဲ့နှစ်ရောက်ရှိလာပါပြီဟာလေလုယာဒါကြောင့်ဗျာဒိတ်တော်ဆိုတာကအထူးသဖြင့်ဖယားသခင်စီကနေလာတော့ဖွင့်ပြချက်ဖြစ်တယ်ဖယားသခင်ပေးသောယူပါယုံဖြစ်တဲ့အတွက်ကြောင့်ထိုယူပါယုံရတော့သူကတော့တေချာပေါက်အဲ့ဒီဗျာဒိတ်တော်အားဖြင့်ဖယားရဲ့ချီးမြှောက်ခြင်းကိုခံစားရတယ်ဖယားရဲ့ကောင်းချီးကိုလည်းခံစားရတယ်အဲ့တော့ခုနကျွန်တော်ပြောတဲ့ဥပမာပြောတဲ့ယောသရဲ့တက်တာတစ်ချက်လောက်ကြည့်ရအောင်ယောသကပထမဆုံးအနေနဲ့ကြည့်တဲ့အခါမှာကပ္ပအောင်ကျမ်းခန်းကြီး30ခုအပိုင်ငယ်3မှာကြည့်တယ်ဣသီလသည်အသက်ကြီးစဉ်ခါယောသကိုရသောကြောင့်အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက်ယောသကိုတာ၍ချီအစင်းရောင်ထိုးချသောအင်ကြီးကိုချုပ်၍ပေး၏ဒါကယောသကသူ့ဖခင်ဣသရီလဆိုတဲ့ယာကုပ်ရဲ့ချစ်ချင်းမြတ်တော်ခံစားတယ်ထိုနေ့၎င်းတင်နဲ့ကျွန်ုပ်ဒီလဲဖခင်ရဲ့ချစ်ချင်းမြတ်တော်ခံစားပြီးဖခင်ရဲ့ရွေးနှုတ်ခြင်းကျေးဇူးကိုရတော်သူတွေဖြစ်တယ်ဟာလေလုယာအဲ့တော့ယောသကထိုကဲ့သို့သောနော်ချစ်ချင်းမြတ်တာကိုရတဲ့အခါမှာသူကဒီတိုင်းရခဲ့တာမဟုတ်ဘူးဖယားသခင်ရဲ့ချစ်ချင်းမြတ်တာကိုလည်းသူရရှိတော်သူဖြစ်တယ်အထူးသဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့သူဟာဖယားရဲ့မျက်နှာကိုလည်းရတော်သူဖြစ်တယ်ဒါကြောင့်မလို့ဖယားကသူ့ကိုပါပေးတယ်ဆိုယူပါယုံဗျာဒိတ်တော့ယူပါယုံကိုပေးတယ်အိမ်မက်ကိုပေးတယ်နော်ကျွန်တော်တို့
အပိုင်ငယ်9ကနေကျွန်တော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်တော့ယောသတ်သည်အိမ်မက်ကိုမြင်၍အကိုတို့အားပြန်ပြောသဖြင့်သူတို့သည်တာ၍မုန်းကြ၏အိမ်မက်ကိုအဘယ်သို့ပြောပြတနည်းဟုမူကားကျွန်ုပ်မြင်ရသောအိမ်မက်ကိုနားထောင်ကြပါလော့ကျွန်ုပ်တို့သည်လေ၌ကောက်လိုင်းကိုစီး၍နေကြဆင်းတွင်ကျွန်ုပ်ကောက်လိုင်းသည်ထ၍မတ်တက်နေသဖြင့်တင်တို့၏ကောက်လိုင်းတို့သည်ဝိုင်း၍ရက်လျက်ကျွန်ုပ်ကောက်လိုင်းကိုရှိခိုးကြသည်ဟုပြောဆိုလေ၏အကိုတို့ကလည်းတင်သည်ငါတို့၌မင်းပြုတ်ရမည်လောငါတို့ကိုအစိုးရမည်လောဟုပြန်ဆို၍သူ၏အိမ်မက်နှင့်သူ၏စကားအကြောင်းကြောင့်တာ၍မုန်းကြ၏ဆက်ဖတ်ရအောင်အောက်မှာတဖန်အိမ်မက်ကိုမြင်ပြန်၍အကိုတို့အားအခြားသောအိမ်မက်ကိုကျွန်ုပ်မြင်ရပြီနီလနှင့်တကွကျဲစစ်တလုံးတို့သည်ကျွန်ုပ်ကိုရှိခိုးကြ၏ဟုကြားပြောလေ၏ဟာအိမ်မက်ကိုဖျားစီကနေသူရတယ်အိမ်မက်ကိုရတဲ့အခါမှာအဲ့ဒီအိမ်မက်ကတကယ်တမ်းကတော့ဒါပြည့်စုံဖို့ရန်အတွက်ဖျားပေးတဲ့အိမ်မက်ဖြစ်တယ်ဟာလေလုယာဖျားကအိမ်မက်ပေးပြီဆိုရင်ဘာတွေ့လဲဆိုပြည့်စုံဖို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပြည့်စုံဖို့ရန်အတွက်ပထမဆုံးအရေးကြီးတာကပေးသောသူသည်ဖျားသခင်ဖြစ်တယ်ဆိုကျွန်တော်နားလည်ရမှာဟာလေလုယာတကယ်လို့ချစ်တော်မိတ်ဆွေတင်နဲ့ကျွန်ုပ်ကတိကျတဲ့ဘဝအတွက်အိမ်မက်ဘဝအတွက်ရည်မှန်းချက်ဘဝအတွက်ယူပါယုံဖျားသခင်စီကမရသေးဘူးဆိုရင်ဒီနေ့တိကျပေါင်းယောသကဲ့သို့ကျွန်တော်ရဖို့လိုနေပြီအာမင်အဲ့ဒီလိုမဟုတ်ရင်အကျိုးနဲ့ရအောင်မယ်မိမထိုင်တော့သူထပ်ပြောပါဦးအကျိုးထပ်နဲ့ရအောင်မယ်နော်လို့ပြောရဆိုတော့အကျိုးနဲ့နေရအောင်မယ်ရောင်လဲလဲဖြစ်အောင်မယ်နော်ရောင်လဲလဲဖြစ်အောင်မယ်ဒေါက်တာမားစ်မန်ရူပြောတဲ့စကားကိုကျွန်တော်ပြန်ပြီးကိုးကားခြင်းတယ်သူပြောတဲ့အခါမှာကျွန်တော်တော်တော်သဘောကျတာကဖယားကတင့်ထဲမှာပြီးတဲ့မျိုးစိအဲ့ဒါကိုတင်မဖို့ထုတ်နိုင်မချင်းမတွေ့ရှိမချင်းတင်သည်ကော်ပီပဲဖြစ်တယ်ကော်ပီဆိုတာမိတ်တူပဲဖြစ်တယ်သူများဟာကိုတင်လိုက်လုံနေတာပဲရှိတယ်တင်ဟာကိုတင်မလုံနိုင်သေးတဲ့၍တင်ဒီအကျိုးတကယ်မရဘူးတဲ့ထိုနေ့၎င်းပဲယေရှုခရစ်တော်နဲ့ကျွန်တော်တွေ့တဲ့အခါမှာယေရှုခရစ်တော်ဗာမင်းမလဲကျွန်တော်တို့အခွက်90ရတဲ့လူနောက်ထပ်အခွက်90ရတဲ့အခါမှာတာတို့တစ္ဆာရှိသောငယ်သားကောင်းခေါ်ခံ20လဲနောက်ထပ်20ရတဲ့အခါမှာပဲတာတို့တစ္ဆာရှိသောငယ်သားခေါ်ခံရတယ်ဒါပေမဲ့10ရတဲ့လူကနောက်ထပ်10မရဘူးအဲ့လိုမရလို့သူကတခါတည်းထိုင်ပြီးဒါမှမဟုတ်အိတ်စားနေတာလားမဟုတ်ဘူးသူတခုခုတော့လုပ်နေမှာပဲတခုခုမှတော့သူအလုပ်ရှုပ်နေမှာပဲဒါပေမဲ့သခင်အပ်ပေးတဲ့10ခုကိုတော့သူအမျက်မရတဲ့ခါသခင်ကဘာပြောလဲစိုးငစ်ပြင်းရည်သောငယ်သားနော်ဆိုတော့ဒီနေရာမှာကြည့်မယ်ဆိုရင်လှုပ်လဲရတယ်မလှုပ်လဲရတယ်မဟုတ်ဘူးဒီနေ့အပ်ပေးတယ်ဆိုကြရလှုပ်မှရဟာလေလုယာအဲ့ဒါတင်မလှုပ်ရမချင်းတင်ဒီချီးကျူးခံရမှာမဟုတ်ဘူးဒါကြောင့်အယံအရေးကြီးတယ်2026တဲ့အယံအရေးကြီးတယ်မိမထိုင်တော့သူပခုံးကနေနဲ့လှုပ်ပြီးပြောလိုက်အယံအရေးကြီးပြီလို့ပြောရအောင်တခင်ကကျွန်တော်အပ်ထားတဲ့အရာကိုကျွန်တော်ကိုယ်တိုင်ကတကယ်ကိုဒီနေ့မတိနေသေးတဲ့၍ကျွန်တော်ကရောင်ဝါးပဲဒါကြောင့်ပထမအရေးကြီးဆုံးကတော့ဖျားပေးတဲ့ဗျာဒိတ်တင်ရှိကိုရှိရတော့မယ်ဟာလေလုယာဖျားဖွင့်ပြတဲ့ရုပ်ပါယုံဖျားဖွင့်ပြတဲ့အိမ်မက်တင်ရကိုရမှာဖြစ်တော့မယ်တင်ဟာတင်နော်မဲ့တဲ့အိမ်မက်ကိုပြောတာမဟုတ်ဒီနေရာမှာပိုင်းခြားတတ်ဖို့အရင်ရေးကြည့်တယ်တော်တော်များများကကိုယ်စိတ်ကိုယ်ရင်နဲ့ကိုဖြစ်ချင်တာကိုအိမ်မက်ထားကြတယ်ဒီနေ့နားလည်ဖို့ဖျားကောင်းချပေးပါစေဖျားတကယ်ပေးတဲ့အိမ်မက်ဒါကြောင့်ပထမဦးဆုံးကျွန်တော်2026ရဲ့စိန်ခေါ်မှုထဲမှာကျွန်တော်နဲ့နှလုံးသွင်းရမှာကတင်အခုလဲတခုခုတော့လုံနေတာပဲတခုခုတက်တော့တင်အချိန်ကုန်နေတာပဲဒါမဲ့ဒီနေ့ဖယားကတင့်ကိုတကယ်အပ်တဲ့အခွတ်ဟုတ်သလားမဟုတ်သေးဘူးဆိုရင်တေချာပေါက်ဒီနှစ်ထဲမှာတင်ထူအရာအတွက်စာငတ်သောနှလုံးသားရှိမယ်ဆိုရင်ဝိညာဉ်တော်ဖျားအထူးမဆပြီးမှ
အကျိုးနဲ့ချင်းကနေအကျိုးရှိသောအသက်တာထဲမှာဖျားပို့ဆောင်ပေးမှာဖြစ်ပါတယ်ဖျားရှင်နာမတော်ဘုန်းကြီးပါစေအကျိုးရှိသောသူဖြစ်ဖို့ဖျားကအတင်းနဲ့ကျွန်တော်ရွေးကောက်တာဖြစ်တယ်ပြီးတဲ့အခါမှာအဲ့ဒီအိမ်မက်ကိုဖျားပေးတယ်ပြီးတဲ့အခါမှာအဲ့ဒီအိမ်မက်ကိုပြည့်စုံဖို့ရအတွက်ခြေလန်းလိုက်ရမယ်ဒါမဲ့အိမ်မက်တစ်ခုခုဖျားပေးမယ်အခုတချို့သောသူတွေလည်းဖျားကအိမ်မက်ယူပါယုံဗျာတဲ့ယူပါယုံနောက်လို့ရှင်ယူပါယုံတစ်ခုခုဖျားကတကယ်ပေးလိုက်ဒါပေမဲ့ပြဒနာကအဲ့ဒီယူပါယုံကိုသင်ကအကောင်ထဲပေါ်ရမှာမဟုတ်ဘူးသင်ကအလိုတော်ဝန်ခံရမှာဖြစ်တယ်ဟာလေလုယာအလိုတော်ကိုစက်ဝန်ခံမှာဖြစ်တယ်အာဗြဟံကိုဖျားကခေါ်တဲ့အခါမှာဘယ်လိုခေါ်တယ်လဲသင်ကိုငါကောင်းချီးပေးမယ်လူမျိုးကြီးဖြစ်စေမယ်ပြောတယ်သင်အားဖြင့်လေလူမျိုးတကာတို့တွေကောင်းချီးခံစားမယ်အဲ့ညမှာအာဗြဟံကလည်းချက်ချင်းသင်အပြည်နဲ့တကွအမျိုးသားချင်းပေါက်ဖော်များတဲ့ကထွက်ပြေးလင်ငါပြက်လက်တန်သောပြည်တို့တွားပါဆိုတဲ့အတိုင်းသူလည်းချက်ချင်းနားထောင်တယ်သူရဲ့တိုင်းပြည်ကိုထားခဲ့တယ်သူရဲ့မြို့သားချင်းပေါက်ဖော်ကိုထားခဲ့ပြီးသူဖျားပြက်လက်တန်သောပြည်တကယ်တွားတယ်တွားတဲ့အခါမှာတကယ်ကိုဖျားပြောတဲ့အတိုင်းကောင်းကြီးကတခါတည်းနော်လူမျိုးကြီးဖြစ်စီမယ်ဆိုတဲ့တကယ်နော်သားသမီးမရနိုင်တဲ့သူ့ရဲ့ဇနီးစာရဲကနေပြီးမှသားသမီးတခါတည်းမွေးမလားလို့ထင်တာမမွေးနိုင်ဘူးမမွေးနိုင်တဲ့အဆုံးမှာအဲ့ချိန်မှာမဆောက်နိုင်တော့လူအနေနဲ့လူညံအားဖြင့်နော်လူအစီအစဉ်အားဖြင့်စာရဲကအကြံပြုတ်ပြီးမှငါတို့ဂျွန်မနဲ့သာယူလိုက်တော့ဆိုတော့ဂျွန်မနဲ့ယူတဲ့သားအစ္စမေလမွေးပြီးမဲ့ဖယားကထိုသားကိုဂရိတော်သားဖြစ်မတတ်မှပြန်ဘူးအဲ့တော့လူအကြံစီနဲ့လှုပ်ချင်းအားဖြင့်အခုအချိန်မှာဆိုလို့ကျွန်တော်အရှိအလဲပြဿနာအားလုံးရဲ့အစကအာဗြဟံစတာပဲချစ်တော်မိတ်ဆွေတခါလေးမှာဖယားကယူပါယူတော့ပေးပါပြီရဲ့အဲ့ဒီယူပါယူအကောင်ထဲပေါ်မဲ့သူကတင်းရဲ့အကြံကောင်းအညံကောင်းတွေသူတစ်ပါးရဲ့ကြံကောင်းညံကောင်းတွေမဟုတ်ဘူးဒီနေ့တင်းကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ကနေဖယားတခင်အလိုတော်ဆက်ဝန်ခံရမှာဖြစ်တယ်ဆိုင်းတော်လဲမျောလင်းလို့ဧကာမှာရောက်လာလိမ့်မယ်ဟာလေလုယာတခါတလေကျွန်တော်ယူပါယုံဖယားပြတာတွေရှိတယ်ဗျာဖယားပေးတာတွေရနေပါပြီဒါပေမဲ့မရောက်နိုင်ဘူးအဲ့ချိန်မှာလူအုံနောက်နဲ့လူနီးနဲ့ကျွန်တော်စီစဉ်တတ်တယ်ကျွန်တော်2006ခုနှစ်မှာကျွန်တော်ဖခင်အားဖြင့်ဒီအနောက်နိုင်ငံဥရောပနိုင်ငံတစ်ခုခုမှာ Father Study ပေါ့အကြောင်းဆက်တက်ရမယ်ဆိုတာဖယားကအဲ့လိုပေါ်ပြနေတယ်လို့ခံစားတယ်လို့အဖေကပြောတော့ကျွန်တော်လည်းယုံကြည်တယ်2006ခုနှစ်ဒါမဲ့အဖေတော်မှ2011ခုနှစ်မှာခေါ်တော်မူခြင်းခံသွားပြီမရှိတော့မပြည့်စုံသေးဘူးမပြည့်စုံသေးတဲ့အခါမှာ2013ခုနှစ်ရောက်တဲ့အခါမှာကျွန်တော်လည်းတောင်ကိုရီးယားသွားဖို့နော်ခွင့်လန်းလေးရတဲ့အခါကျတော့ကျွန်တော်အုံနောက်နဲ့စဉ်းစားပြီးမှကျွန်တော်တောင်ကိုရီးယားကိုကိုနီကိုဟာနဲ့သွားမယ်အဲ့ဒီမှာကြောင်းလေးတက်ပြီးမှသူတို့ကနော်အနောက်နိုင်ငံဆင်းတော့မရောက်သေးကိုအာရှပဲဆိုတော့နည်းနည်းလေးအင်္ဂလိပ်စာတွေပဲကောင်းကောင်းကျွမ်းကျင်လာပြီဆိုလို့ရှိရင်တော့ဖခင်ကအဲ့အနောက်နိုင်ငံကိုဆက်ပို့မှနေမှာဆိုမှကိုနီကိုဟာနဲ့သွားပြီးမှဗီဇာရဖို့အရေးကိုနော်ကျွန်တော်တန်ယုံရှိမှသွားတန်းစီတဲ့အခါမှာဒုတိယရက်မြောက်နေ့ရောက်တဲ့အခါမှာဖျားသခင်စီအတန်တော့ဒိုင်းကနေလာတယ်ငါသားဒီတစ်ခေါက်တောင်ကိုရီးယားသွားဖို့တင့်တွက်မဟုတ်သေးဘူးငါအလိုမရှိသေးဘူးတဲ့ဖျားကပြောတယ်ဟာဒါဆိုရင်ကျွန်တော်စီစဉ်ထားတာအားလုံးကအလကားဖြစ်သွားပြီငွေတွေလည်းကုန်သွားပြီဒါမဲ့ဖျားစကားနားထောင်ရမယ်လူအနေနဲ့လှုပ်လိုက်တယ်လှုပ်လိုက်အများကြီးနစ်နာသွားတာဒါပေမဲ့ကျေးဇူးတော်ကြောင့်ဖယားရဲ့စကားကိုနားထောင်ဖို့ဝန်ခံဖို့ရအတွက်ဖယားကလမ်းပြတာတော့ကျေးဇူးတော်ပဲဟာလေလုယာအဲ့ဒီမှာချက်ချင်းကျွန်တော်နောက်ပြန်ဆုတ်လိုက်တယ်ဗီဇာရပြီမဲ့ကျွန်တော်မသွားတော့ဘူးချက်ချင်းအိမ်ပြန်လာတယ်ဒါမဲ့ဖယားရဲ့အကြံစီ2006ခုနှစ်တော့ဖယားပေါ်ပြတဲ့အရာကတကယ်လေ2014ခုနှစ်မှာယူရိုပသွားဖို့အခွင့်အလမ်းတစ်ခုရတယ်အဲ့ဒါကြောင်းနဲ့မဆိုင်ဘူးဒါ conference တစ်ခုပဲဒါမဲ့ဖယားကပေါ်ပြတယ်ဒီတခါတော့ဟုတ်ပြီမင်းယူရိုပသွားဖို့ငါလိုရှိတယ်ဆိုတော့လိုအပ်တဲ့ငွေကြီးအစအကောင်လုံးဖယားကပဲပြင်ဆင်ပေးမယ်နမိတ်လက္ခဏာနဲ့ပြင်ဆင်ပေးတယ်ဗီဇာလည်းနမိတ်လက္ခဏာရပြီးမှယူရိုပတော့တန်းရောက်သွားပြီဒါမဲ့ကြောင်းနဲ့ဘာမှမဆိုင်ဘူး conference ဖြစ်နေတာဟို
ဒါပေမဲ့ conference တက်ရင်းနဲ့အန်အောစရာကောင်းအောင်ဆရာတပါးကကြောင်းကြုံရတဲ့အခါမှာကျွန်တော်ရင်ဘက်ကိုလာပြီးမှတခါတည်းမှန်လို့ခံစားပြီးမှဒိုင်းဆိုခံစားတော့ဒါတော့ကျွန်တော်ဘာပဲဖြစ်သူ့စီမှာ form လေးပါလေးတော့တောင်းကြည့်မယ်ဆိုတောင်းကြည့်တဲ့အခါမှာ तू form တော့မပေးပြီမဲ့နောက်ရက်မှာ तू ကကျောင်းအုပ်ဆရာကြီးနဲ့ငါမိတ်ဆက်ပေးမယ်ဆိုမိတ်ဆက်ပေးတဲ့အခါမှာယူရိုမှာပတ်စံတပြားမှမတွင်းရဘဲနဲ့ admission တနိုင်အတွင်းမှာဖခင်ကပြင်ဆင်ပေးသွားတယ်ဘုရားရှင်လက်ကုပ်တီးချီးမွမ်း hallelujah ဖခင်ရဲ့ဖွင့်ပြတဲ့အရာဖြစ်တယ်ဆိုဆိုင်းတော်လဲမျောလင်းလို့ဤကံမှာရောက်လာလိမ့်မယ် hallelujah တခါလေးမှကြာတတ်တယ်ဒါပေမဲ့ကိုနေနဲ့ရှောက်လို့ကုန်တယ်ဗျပူကုန်လိုက်မယ်နော်ပြီးမှထိုင်တော့သူနည်းနည်းလေးလှုပ်ပြီးပြောလိုက်ကိုနေနဲ့လှုပ်ရင်တော့နော်ကုံဆုံးတာပဲများတယ်လို့ပြောရအောင်ထပ်ပြီးပြောပါဦးဆိုင်းတော်လဲဆက်မျောလင်းအောင်လို့ပြောပါဦးဘာလို့မရောက်နိုင်သေးလဲဖခင်တော့ပြောနေပြီဖခင်တော့ဖွင့်ပြနေပြီမရောက်နိုင်သေးဘူးလို့ကျွန်တော်တချို့ကိစ္စတွေနှစ်နဲ့ချီဖြစ်နေတာနော်ဒါမဲ့ဆိုင်းတော်လဲမျောလင်းလို့ဤကံမှာရောက်ကိုရောက်မယ်ဟာလေလုယာအချိန်တိုင်းပို့ဆောင်ပြီးတော့ဘုရားရှင်လက်ခုပ်တီးချီးမွမ်းဟာလေလုယာဒါမဲ့ဖခင်ကလှုပ်တဲ့ခါလို့နီးနေမလို့ဘူးယောသကိုလည်းဖခင်ကဒီအိမ်မက်ယူပါယုံသာပေးပေမဲ့သူ့နီးနဲ့လုံးဝဖခင်အလုံးမလုံးပထမဆုံးသူမမျောလင့်ဆုံးအရာသူ့ငေကိုရဲ့အမုန်းကိုကြီးကျယ်ခံစားရတယ်ဒါရီမကဘူးချက်ချင်းသူ့ကိုရီကနော်တခါတည်းကိုနော်ရောင်းစားလိုက်အီဂျစ်ပြည်မှာရောင်းစားပြီးမှပိုတီဖာအိမ်မှာအရင်ဆုံးရောက်သွားအောင်ကျွန်းဖြစ်သွားတယ်ယောသကအကြီးကျယ်လည်းမငေးတွားဘူးအကြီးကျယ်လည်းသူမပြင်ဆင်ဘူးငါယူပါယုံပြေးဖို့ရန်အတွက်ငါဒီထက်နေယုံထွက်မယ်ဆိုရင်မှလည်းနော်သူ့နီးသူ့ဟာနဲ့လည်းမလုပ်တော့ဘူးယောသရဲ့လိမ်မာပါနတဲ့အရာကအလိုတော်ဝန်ခံတယ်ဟာလေလုယာမြေမှာထိုင်တော့ပြောရအလိုတော်ဝန်ခံခြင်းဖြစ်တယ်လို့ပြောရအောင်အလိုတော်ဝန်ခံလိုက်တယ်မပြည့်စုံနိုင်ဘူးဒါပေမဲ့လောလောဆယ်မပြည့်စုံုံတာမကမထင်မှတ်တာကြီးပဲကြုံရတာဒါပေမဲ့ဖျားပေးတဲ့ယူပါယုံအကောင်ထဲပေါ်မှာတင်မဟုတ်ဘူးဖျားဖြစ်တယ်တင်နဲ့ကျွန်တော်အလုပ်ဒီပါလေအလိုတော်ဝန်ခံဖို့ဖြစ်တယ်ဖျားပေးပြီဆိုရင်ဖျားကသူ့လမ်းကြောင်းနဲ့တင်နဲ့ကျွန်တော်ခေါ်ဆောင်မှာဖြစ်တယ်ယောသကလူတော်ဝန်ခံတယ်ပထမချိန်ရောင်းစားခံလိုက်ရတယ်ပိုတီဖာအိမ်မှာလည်းဖျားမျက်နှာသာပေးတယ်သူရှုံးမဲ့ပြောလိုက်အောင်ဖျားမျက်နှာသာပေးတယ်ဖျားမျက်နှာသာပေးတဲ့အခါမှာအဲ့ဒီမျက်နှာသာကမကြဘူးစုံစမ်းချက်ပြန်လာပြန်တယ်ပိုတီဖာမိန်းမရဲ့မြူဆွေချင်းပြန်ရတယ်ဒါမဲ့လေသူကဒါကိုလုံးဝဖျားရဲ့အလိုတော်ဝန်ခံဖို့ရတဲ့သူ့ဇာတိအရာတွေကိုငင်းတယ်ဟာလေလုယာဇာတိနောက်ကိုပါမသွားဘူးဖျားယောင်သွေးဆောင်နောက်ကိုပါမသွားဘူးအလိုတော်ကိုဆက်ဝန်ခံတယ်ဖျောက်လက်ခုပ်တီးချီးမွမ်းဟာလေလုယာအရန်ရည်ကြီးတဲ့ချက်ဖြစ်တယ် testing စမ်းသပ်ခြင်းအမျိုးမျိုးလာတယ်ဗျဖျားချီးမြှောက်ခြင်းတကယ်ရဖို့ဖျားပေးတဲ့ယူပါအောင်ပြည့်စုံဖို့မြေကြီးမှာလည်းအကျိုးရှိမယ်ထာဝရအထိအကျိုးရှိဖို့ရန်အတွက်စမ်းသပ်ကာလဆိုရှိတယ်ဒါမဲ့ယောသကတော့အဲ့စမ်းသပ်ခြင်းနဲ့ကြော်ဖြတ်တယ်ဒါမဲ့မျောလင့်တယ်လို့ဖြစ်လားမဖြစ်သေးဘူးထောင်ထဲပြန်ရောက်သွားတာဒါမဲ့ယောသကထောင်ထဲမှာလဲထောင်မှုမျက်နှာရတော့ခွင့်ဖျားပြင်ဆင်ပေးတယ်ဖျားရှင်နာမတော်ဘုံကြည်ပါစေထောင်မှုမျက်နှာရတဲ့အခါမှာအဲ့မှာထောင်သား2ယောက်နော်ဘယင်းရဲ့နော်ကျွန်တော်တို့ဗာလဲဖလားတော်ဝင်နဲ့စားတော်ဝင်အိမ်မက်မဲ့ပြီးမှမျက်နှာပြတ်နေတာကိုသူအိမ်မက်ပြန်ပေးတဲ့အခါမှာဖလားတော်ဝင်ကတော့သူ့2ယောက်ပြန်ရောက်သွားစားတော်ဝင်ကတော့တကယ်ပဲချိတ်ချင်းခံလိုက်ရတယ်အဲ့ဒီချိန်မှာလဲသူ့အနေနဲ့တခါတည်းကိုနော်ချီးမြှောက်ခြင်းတွေပါလာတော့မလားလို့ထင်ကောင်းထင်မှာပဲဖြစ်ချင်တော့ဖလားတော်ဝင်မေ့နေတာတတိကိုမရောက်သူကောင်းစားတဲ့အခါသူ့မေ့သွားပြီတင်းတငယ်ချင်းနဲ့တင်းကိုမေ့သွားလို့ထားခဲ့တယ်ဆိုလို့ရှိရင်လေဝမ်းမနေနဲ့ဖခင်အကြံစီရှိတယ်ဟာလေလုယာလူအနေနဲ့လိုက်ပြီးမပြင်ဆင်နဲ့လူအနေနဲ့လိုက်မဖြည့်ရှင်းနဲ့ဖခင်ခွင့်ပြုတဲ့အရာရှိလို့ဖြစ်ပါတယ်ဖခင်ရှင်နာမတော်ဘုံကြည်ပါစေတခါလေကျွန်တော်တို့ကပဲအချစ်ခံခြင်းနဲ့ကျွန်တော်တို့ကပဲအရေးပေးခံခြင်းနဲ့ကျွန်တော်တို့ဂယုစိုက်ခဲ့လို့ကိုယ်ပဲပြန်ဂယုစိုက်စီခြင်းလို့တဲ့အခါမှာတခါလေအဲ့ဒါကတင့်ကိုကြောက်ထဲကြစီတဲ့အရာဖြစ်တတ်တယ်ယောသကသာစောစောစီစီဖလားတော်ကိုတွားပြီးအပြစ်ပြောပြီးမှတွားပြီးရန်တွားလုပ်တယ်ဆိုရင်နော်အချိန်တန်မှရမယ်ချီးမြှောက်ခြင်းကနော်မရတာလည်းဖြစ်နိုင်တယ်နှောင့်နှေးသွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ယောသကငိမ့်လေးပဲနေတယ်ဟာလေလုယာ
မိမထိုင်တော်သူနည်းနည်းလှုပ်ပြီးထပ်ပြောလိုက်အောင်ငိမ့်ငိမ့်နေခြင်းကလည်းစောင့်မျှော်ခြင်းဖြစ်တယ်လို့ပြောရအောင်ဟာလေလုယာတချို့နေရာတွေမှာကျွန်တော်တို့ကဖယားလမ်းကြောင်းကိုကျွန်တော်ရောက်ဖို့ရန်အတွက်ငိမ့်ငိမ့်နေရတယ်ကြားသမျှလိုက်မဖြစ်ရှင်းနဲ့မြင်သမျှလိုက်ပြီးမှနော်မလှုပ်ခြင်းနဲ့ဖယားကတင့်ကိုမလှုပ်ခိုင်းတဲ့ငိမ့်ငိမ့်သားနေဟာလေလုယာဖယားမဖြစ်ရှင်းခိုင်းတဲ့ငိမ့်ငိမ့်သားနေဖယားကသူ့အကြံစီရှိလို့ဖြစ်ပါတယ်ဖယားရဲ့အကြံစီအဲ့ဒီထဲမှာရှိတယ်ဖယားအကြံစီပြည့်စည်တော်သူတို့မဖြစ်ကြဆိုနဲ့ဟာလေလုယာပြီးမှထိုင်တော့ထပ်ပြီးလှုပ်ပြီးပြောလိုက်အောင်ဖယားကြံစီပြည့်စည်တော်သူတို့မဖြစ်ကြရအောင်လို့ပြောရအောင်ဟာလေလုယာတခါလေမှာကျွန်တော်ယူပါယုံတိတ်ရှိလာပြီးမှနော်ဖယားကြံစီတွေပါလေကျွန်တော်တို့ကတိတ်ပြီးနော်မစင်စားမိတော့ဘဲနဲ့ကိုယ့်ဘက်ကနေပဲလောနေတာရှိတတ်တယ်ဗျာဒိတ်ဆိုတာကပေးတော်သူဒီဖယားဖြစ်တယ်အကောင်ထဲပေါ်တော်သူလည်းဖယားဖြစ်တယ်ပြည့်စုံစီတော်သူလည်းဖျားရှင်ဖြစ်တယ်ဖျားရှင်နာမတော်ဘုံကြည်ပါစေဒါကြောင့်ပထမအနေနဲ့တင်းနဲ့ကျွန်တော်တို့ရေးကြည့်တာကဗျာဒိတ်ရဖို့နံပါတ်1ရေးကြည့်တယ်နံပါတ်2ဗျာဒိတ်ရပြီးပြီဆိုလို့ရှိရင်တော့ကိုနီကိုဟာနဲ့အကောင်ထဲပေါ်ဖို့မပြင်ဆင်ပါနဲ့ဖယားကသူ့အလုပ်ကိုသူလုပ်လိုက်မယ်တတိယချက်အနေနဲ့အချိန်တန်သောအခါမှာထိုအရာကိုဖျားပြည့်စုံစေမယ်ဟာလေလုယာကျွန်တော်အဲ့ဒီကျောင်းအတုံးကယူရိုမှာကျောင်းအပ်တဲ့ချိန်မှာဆိုတော့လူတိုင်းအံ့ဩသွားလောက်အောင်နော်လူတိုင်းယုံကြည်သူတိုင်းအံ့ဩသွားလောက်မဲ့အရာဖြစ်သွားတယ်ကျွန်တော်တငယ်ချင်းကျွန်တော်ကိုမိတ်ဆက်ပြီးတဲ့တငယ်ချင်းကိုယ်တိုင်အရင်နှစ်မှာဒီကျောင်းမှာပဲသူအပ်ခဲ့တာဒါပေမဲ့သူ့ဒုံကတော့ငွေကြီးနဲ့ပတ်သက်တဲ့ sponsor ပေါ့နော်ကျွန်တော်တို့recommendation ပေါ့ထောက်ခံပေးမဲ့သူမရှိမချင်းလုံးဝလည်းမခံဘူးဒါကြောင့်အတင်းတော်တဘာဘာရဲ့ထောက်ခံခြင်းမရမချင်းသူကအဲ့ဒါကိုလိုက်အကူငွေပတ်တောင်းခဲ့ရတာဒါပေမဲ့ကျွန်တော်လဲကြတော့တနားရီလောက်စကားပြောတာနဲ့တင်ကျောင်းအုပ်ဆရာကြီးကတခါတည်းခမညာ admission fee လဲရှိမှာမဟုတ်သေးတဲ့အတွက်ကြောင့်နောက်မှပေးပါအခုလောလောဆယ် form အရင်သွားဖြည့်လိုက်ပါ hallelujah အချိန်တန်သောအခါမှာဖျားလှုပ်တဲ့အခါမှာအဲ့ဒီဂတိကိုပြည့်စုံစီသောဖျား hallelujah အဲ့ဒီယူပါယုံကိုပြည့်စုံစီသောသူသည်ဖျားသခင်သားလည်းဖြစ်ပါတယ်ဖျားရှင်နာမတော်ဘုံကြည်ပါစေဒါကြောင့်ဒီ2026ကနေစပြီးယူပါယုံမရှိဘဲနဲ့ကျွန်တော်နော်စံတဝဝနဲ့အသက်ရှင်နေတဲ့ဘဝနေပြီးမှတေချာတဲ့ယူပါယုံဒီနေ့ရတော်သူဖြစ်ဖို့ဖျားကောင်းချီးပေးပါစေတေချာတဲ့ယူပါယုံရဖို့ရန်အတွက်ဘာခြေလှမ်းရမလဲဆိုတော့နံပါတ်1ကျွန်တော်တို့ယောသကကျမ်းစာထဲမှာတော့အမြဲတမ်းဖျားနဲ့ဆုတောင်းတဲ့ချိန်ယူတယ်လို့တော့မပါပြီမဲ့တေချာတဲ့ယောသရဲ့အသက်တာကဖယားနဲ့လုံးဝမကွာတော့တဲ့တာဖြစ်တယ်ဖယားနဲ့တထက်ထဲရှိတယ်ဒီနေ့တင်းနဲ့ကျွန်တော်လည်းဖယားနဲ့တထက်ထဲရှိနိုင်ဖို့ရန်အတွက်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာတည်ခံပြီးအသွေးသွန်းလောင်းပြီးအသားချိုးဖဲပြီးအဲ့ဒီယေရှုအသွေးတော်အသားတော်ကိုနေ့တိုင်းရေတွက်ချီးမွမ်းခြင်းသည်ထိုယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ခန္ဓာတော်နဲ့တသားတကူဖြစ်ရတော့ခွင့်ဖျားပြင်ဆင်ပေးတယ်ဟာလေလုယာဒီနဲ့ကျွန်တော်လောက်ရမယ့်လို့ဒီယူပါယုံပေးပါယူပါယုံပေးပါဆိုတစ်ချိန်လုံးပူစာခြင်းလဲနံပါတ်1မဟုတ်ဘူးအဓိကနံပါတ်1အရေးကြီးတာကသူနဲ့တထက်ထဲရှိခြင်းဟာလေလုယာသူနဲ့အမြဲတမ်းရှိခြင်းကနံပါတ်1နဲ့အမြဲတမ်းအရေးကြီးဆုံးဖြစ်ပါတယ်ဒါကြောင့်2026ခုနှစ်မှာဒီနေ့တင်မရဘူးသောယူပါယုံဖယားကတင်အတွက်လည်းပြင်ဆင်ပေးထားတယ်ဒါပေမဲ့တင်မကြားဘူးတည်ဘူးတင်မရဘူးတည်တဲ့အရာရဖို့ရန်အတွက်အကူရောပေးပါလို့ပူစာတိုင်းဖယားကပေးတာမဟုတ်ဒါပေမဲ့ဘယ်သူတွေကိုပေးတယ်လဲဆိုတော့သူနဲ့အမြဲတမ်းတထက်ထဲရှိတော်သူတေချာပေါက်ဖွင့်ပြမယ်နှစ်ဖြစ်ပါတယ်ဖျားရှင်လက်ခုပ်တီးချီးမွမ်းဟာလေလုယာဒါဝိဒ်သူကဖယားကိုနေ့တိုင်းချီးမွမ်းတာကဘယင်ဖြစ်ချင်လို့မဟုတ်ဘူးဘယင်ဖြစ်ဖို့ယူပါယုံရှိပြီးဖယားချီးမွမ်းခဲ့တာမဟုတ်ဘူးဖယားရဲ့ဂျေဇုကယ်တင်ခြင်းဂျေဇုကိုသူရတဲ့အခါမှာဝမ်းမြောက်လွန်းလို့ဖယားကိုချီးမွမ်းပြီးဖယားနဲ့တောမှာရှင်တဲ့ဖယားနဲ့မြို့မှာရှင်တဲ့ဖယားနဲ့အမြဲတမ်းဖယားနဲ့အတူရှိခြင်းကသူ့ရဲ့တက်တော်ထူးခြားစေတယ်ဟာလေလုယာသူထူးခြားခြင်းလို့ဖယားနဲ့အတူရှိတာမဟုတ်ဘူးဖယားနဲ့အတူရှိခြင်းသူ့ထူးခြားစေတာသူတခါမှဘယင်အိမ်မက်ခဲ့မယ်လို့ကျွန်မထင်ဘူးဒါပေမဲ့မြင်သောဖယားကဒီပုဂ္ဂိုလ်ဒီဘာမှမဟုတ်တဲ့တူးတွေသူ့ဖခင်ရဲ့တူးတွေတောင်မှဖယားသခင်မျက်မှောက်တော်ထဲကနေပြီးမှထိန်ချောင်းပြီးဖ
ဖယားအလိုတော်နဲ့အညီအကောင်းဆုံးတာဝန်ကြည်ပွန်ဆိုထမ်းဆောင်တယ်ဆိုရင်ငါလူမျိုးတော်ဒီအတွက်လဲဘယင်အဖြစ်ထိုက်တန်တယ်လို့မြင်လောက်တဲ့အထိဒါဝိဒ်ဒီဖယားမျက်မှောက်တော်မှာရှိတယ်ဟာလေလုယာဆုတောင်းခြင်းမပြင်းဘူးအာမဆုတောင်းမအားဆုမတောင်းမဟုတ်ဘူးဟောအန်ဒရေရှိမတောင်းအန်ဒရေမရှိတော့မိသွားပြန်ပြီမဟုတ်ဘူးအန်ဒရေရှိလေတောင်းတယ်မရှိလေတောင်းတယ်ဟာလေလုယာအားလေဆုတောင်းတယ်မအားလေဆုတောင်းတယ်ဖယားနဲ့တထက်ထဲဖြစ်ခြင်းအပြင်သူ့ရဲ့အသက်တာတခါမှအိမ်မက်တော့မမက်ဘူးတဲ့ဘယင်ဘိတ်တိတ်ဟာသူကဘယင်ဘိတ်တိတ်ရှိတဲ့နေရာလိုက်ပတ်ရှာတာမဟုတ်ဘယင်ဘိတ်တိတ်ရှိဖို့ရတယ်သူရှိတဲ့နေရာမှာလာခေါ်ရတဲ့အစင့်တဲ့ဖယားသူတေးချပေါက်ရွေးကောက်တာဖြစ်ပါတယ်ဖယားရွေးကောက်ပြီဆိုအဲ့ဒီရွေးနှုတ်ခြင်းရွေးကောက်ခြင်းဘိတ်တိတ်ကဘယ်သူစီမှာမှပြီးသွားမှာမဟုတ်ဘူးဘယ်သူစီမှာမှရောက်သွားမှာမဟုတ်ဘူးဘယ်သူကမှလည်းမနာလို့မဖြစ်နဲ့တင်ဘိတ်တဲ့ရမယ့်အရာကိုဆုံးရှုံးမှလည်းမစိုးရင်နဲ့တင်နဲ့ဖယားနဲ့တာအမြဲတမ်းအချိတ်ဆက်ကောင်းနေမယ်ဆိုရင်တင်ဘိတ်တဲ့ကတင်ဘိတ်တဲ့ပဲဖယားကတင်ချီးမြှောက်မဲ့ဟာတင်တွက်ပဲတင်ကိုစားတခြားသောအရာတခြားသောသူကရသွားစရာအကြောင်းမရှိဘူးတင်တော်မှာရှိနေတင်ရှိတဲ့နေရာကိုရောက်လာလိမ့်မယ်ဟာလေလုယာမြို့မှာရှိတယ်ဆိုလို့ရှိရင်တင်ရှိတဲ့နေရာရောက်လာလိမ့်မယ်အခြေအနေကမစီးတားနိုင်တဲ့အရာကမျက်မှောက်တော်ထဲမှာတင်ရှိနေခြင်းပဲဖြစ်တယ်ဖျားရှင်လက်ခုပ်တီးချီးမွမ်းဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့သက်တာထဲမှာကျွန်တော်နားလည်ရမယ့်အရာကတော့ဖယားရဲ့အကြံစီကြီးမားစွာရှိတယ်ဟေရှာယ55ပိုင်းငယ်9မှာမူကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တဲ့ကဲ့သို့ငါ၏အကျင့်သည်တင်တို့၏အကျင့်ထက်၎င်းငါ၏အကြံစီသည်တင်တို့အကြံစီထက်၎င်းသာ၍မြင့်တယ်တင်နဲ့ကျွန်တော်ကြံစီတာနိုင်တာလောက်နဲ့နော်နိုင်ရှင်လို့မရအောင်အမြင့်ဆုံးအကြီးဆုံးအကြံစီရှိပြီးတဲ့ဖယားတင်နဲ့ကျွန်တော်မှရှိနေတယ်ဆိုရင်ဘာဆိုရင်မလဲဟာလေလုယာဘာဆိုရင်မလဲဘာလောနေမလဲဘာပြာရခတ်နေမလဲအဲ့ဒီလောက်ကြံစီပြီးတော့ဖယားနဲ့တထထဲရှိနေဖို့ပဲမဟုတ်လားဟာလေလုယာအဲ့ဒီဖယားနဲ့တထထဲရှိနေခြင်းကအချိန်တန်တော့ခါမှာဒါဝိဒ်စီမှာဘယင်ဘိတ်တိတ်ကိုအရောက်ခေါ်ဆောင်လာတဲ့နော်ဖယားရဲ့မျက်မှောက်တော်ဖယားရဲ့ရွေးနှုတ်ခြင်းဖယားပေးတဲ့ဘိတ်တိတ်ဖယားပေးတဲ့ယူပါယုံဒါဝိဒ်ရသွားတယ်ဒါပေမဲ့အဲ့ဒီယူပါယုံရတဲ့အခါမှာလဲဒါဝိဒ်ကသူအဲ့ယူပါယုံပြည့်စုံဖို့သူမကြိုးစားဘူးအလိုတော်ပဲဝန်ခံတယ်ရှောလူကသူနန်းတော်ခေါ်ရင်သူလာတယ်ရှောလူကတပ်ဖို့ပြန်လိုက်သူပြေးတယ်သူခုမခုခံဘူးဟာလေလုယာမိမထိုင်တော့လှုပ်ရအောင်ဖယားနေရာရောက်ဖို့ရင်ခုခံစရာမလိုဘူးလို့ပြောရအောင်အလိုတော်ဝန်ခံဖို့ပဲလို့ပြောအောင်ဟာလေလုယာ praise the lord ဖယားပြင်ဆင်ပြီးတဲ့ကောင်းကြီးတကားတွေပွင့်ဖို့တင်ဘက်ကနေပြီးမှနည်းနည်းနော်မုသားမပါလိန်ကမချောဆိုလို့နော်အဲ့တော့ကျွန်တော်တို့ကနည်းနည်းပါးပါးလိန်ရလိုက်မှအစဉ်ပြေသွားမယ်ဆိုတဲ့အတွေးမျိုးနဲ့မသွားနဲ့အလိုတော်ဝန်ခံပြီးမှဖယားနဲ့တထက်ထဲဖြစ်ဖို့ပဲပြင်ဆင်ပါလက်တလို့အတိုက်ခိုက်နေတဲ့ရှိကောင်းရှိမှာပါဖယားနဲ့တင်တာ၍တထက်ထဲဖြစ်ဖို့ပြင်ဆင်ပါတင်နဲ့ကျွန်တော်ပြင်ဆင်ရမယ့်အလုပ်ကတင်နဲ့ကျွန်တော်တို့တာ၍ကြီးမားသောအကြံစီရှိတဲ့ဖယားသခင်နဲ့တထက်ထဲဖြစ်ဖို့ပဲဖြစ်ပါတယ်ထိုကဲ့သို့ရှိတယ်ဆိုရင်ထိုပြာဒိတ်တော့ရှိလာပြီဆိုရင်တော့ကြီးစွာသောအကျိုး2026နှစ်စပြီးခံစားသောခွင့်ရှိသောသူတွေဖြစ်တယ်ဟာလေလုယာဒါဒီမှာသခင်နဲ့တွေ့တဲ့အခါမှာတာတို့တစ္ဆာရှိသောငယ်သားကောင်းအခေါ်ခံရဖို့ရအတွက်ဒီကနေ့ဖခင်ကတင်းနဲ့ကျွန်တော်အထူးရွေးကောက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ခုချိန်မှာလဲတင်းနဲ့ကျွန်တော်ကတိကျတဲ့ယူပါယုံမရသေးဘူးဆိုရင်ဒီနေ့အိုးကိုရောကိုသားကျွန်တော်စာငတ်တယ်ကိုရောနဲ့ပဲကျွန်တော်တထထဲနေပါမယ်ကိုရောအနည်းဆုံးမှာပဲကျွန်တော်ရှိမယ်ဟာလေလုယာတကယ်လို့ယူပါယုံတင်ရပြီးပြီဆိုရင်တင်းရဲ့စိတ်ဆန္ဒတွေနဲ့တင်းရဲ့နီးလန်းနေနဲ့ရှောက်ပြီးမှနော်ရှေ့မတူးမိစီနဲ့ဖယားရဲ့အချိန်ကိုစောင့်ပါအလုံးခဏမတည့်ရပြီးမှကျွန်တော်တက်တာဒီခဏလေးဆုတောင်းဆက်ကပ်ရအောင်ဒီနေ့တင်းနေနဲ့ဖယားပြတဲ့ဖယားဖွင့်ပြတဲ့ဗျာဒိတ်မရှိသေးဘူးဒီနေ့လိုအပ်တယ်လို့သင်ခံစားရဆိုရင်တကယ်တမ်းတော့ဖယားကအဖြေပေးပြီးပါပြီအဲ့ဒီဗျာဒိတ်ရဖို့နီလန်းကိုလည်းဖယားပေးပြီးပြီဟာလေလုယာသင်မှာနီလန်းရှိပြီဆိုရင်လက်တွေ့ကျွန်တော်ဒီနေ့ဖယားမျက်မှောက်တော်တိုးဝင်မယ်ဖယားမျက်မှောက်တော်တိုးဝင်ခြင်းအပြင်အကျိုးကြီးသောသူဖြစ်ဖို့ရတဲ့ကျွန်တော်ဆက်ကပ်မယ်ဆိုသောသူများလက်များကိုကျွန်တော်မြှောက်ပြီးမှ
အသက်တာသေးသေးအတန်မြတ်ကိုလွတ်လက်အတူတကွခဏလေးအတန်မြတ်ကိုလွတ်လက်ဆုတောင်းဆက်ကကြရအောင်ဟာလေလုယာဟာလေလုယာဖခင်ကိုရောယေရှုတင်တယ်အိုးကိုရောပြင်ဆင်ပေးတဲ့နေ့ရက်ကာလအတွက်ယေရှုတင်တယ်အထူးသဖြင့်ကျွန်တော်ဗျာဒိတ်တော်မရဘဲနဲ့2026ခုနှစ်ဖြတ်တန်းသွားမဲ့သူအနေနဲ့ကိုရောအလိုမရှိပါဗျာဒိတ်တော်ရတော်သူဖြစ်ဖို့ရတဲ့ကိုရောရှင်ဒီကနေ့နှုတ်ပတ်တော်အဖြစ်စကားပြောတော်ကြောင့်ယေရှုတင်တယ်ဗျာဒိတ်တော်ရတော်သူဖြစ်ဖို့ရတဲ့ကိုရောစကားပြောတွင်တင်တော်ကြောင့်ယေရှုတင်တယ်ဟာလေလုယာရာဘရှေရေရေဂါရာဘာဘာရာဘရှေရေဟာလေလုယာရာဘယုံကြည်ပါယုံကြည်ပါအခုတင်ယေရှုတော်ချီးမွမ်းနေတဲ့ထိုဖယားတင်တိုးဝင်နေတဲ့ထိုဖယားကတင်းအကြံစီတဲ့တာရွေကြီးသောကြံစီရှိသောဖယားဖြစ်တယ်တင်စိတ်ဓာတ်ကြအားငယ်စရာမလိုတော့ပါဘူးတင်းဒီမျောလင့်ခြင်းမဲ့စရာမရှိတော့ပါဘူးတင်းအတွက်ကောင်းဆုံးကြံစီသောဖယားဖြစ်တယ်ဟာလေလုယာโอ้နောက်တစ်ခေါက်ယေရှုတော်ချီးမွမ်းပါဖယားကဒီနေ့ထဲမှာတင်းကိုတကယ်ဖွင့်ပြမှာဖြစ်တယ်တကယ်စကားပြောမှာဖြစ်တယ်ဖယားသခင်နဲ့တင်းဒီတွာလာခြင်းအဖြစ်တကယ်ကိုဖယားဖွင့်ပြတဲ့ဗျာဒိတ်တော်ကိုရတော်သူဖြစ်မှာဖြစ်မယ်ဟာလေလုယာကိုရောယေရှုတင်တယ်နာမတော်ချီးမွမ်းတယ်နာမတော်ချီးမွမ်းတယ်ဟာလေလုယာဘုန်းကြီးပါစေကိုရောဘုန်းကြီးပါစေဟာလေလု